င်္ဂလာပါဆရာမဒီနေ့ကျောင်းသုံးဆောင်ရဲ့စာမျက်နှာ31ကနံပါတ်8အောက်ပါပုံများ၏ဒုတယ်ကိုရှာပါဆိုတဲ့သင်ခန်းစာလေးကိုတွက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒုတယ်ကိုမရှာခင်ဆရာမတို့အရင်တုန်းကတည်ခဲ့တဲ့ဒုတယ်ရဲ့ပုံသင်နည်းလေးတွေကိုပြောကြည့်ရအောင်ဒေါမတ်စတူကန်လုံးရဲ့ဒုတယ်ဒေါမတ်စတူကန်လုံးရဲ့ဒုတယ်ပုံသင်နည်းကအလျားအမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ်ကဲဒေါမတ်စတူကန်လုံးဆိုတာကမင်းတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တက်တာပုံစံလိုမျိုးကိုပြောတာပါကဲနောက်ထပ်ဒုတယ်ရဲ့ပုံသင်နည်းလေးကတော့ကူပါလုံးရဲ့ဒုတယ်ဖြစ်ပါတယ်ကူပါလုံးရဲ့ဒုတယ်ပုံသင်နည်းကအနာအမြောက်အနာအမြောက်အနာဖြစ်ပါတယ်အဲ့တော့ကူပါလုံးဆိုတာကမင်းတို့မျက်စိထဲမှာမြင်အောင်ပြောရရင်အန်စာလုံးကိုပြောတာဖြစ်ပါတယ်အနာအလုံးညီတယ်ပေါ့နော်အဲ့ဒါသူ့ရဲ့ပုံသင်နည်းကအနာအမြောက်အနာအမြောက်အနာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကဒီနံပါတ်ကကြီးလေးရဲ့ဒုတယ်ကိုမရှာခင်ဒီကကြီးလေးရဲ့ပုံလေးကိုကြည့်ကြည့်အောင်ကကြီးလေးကကူပါတော့နဲ့ဒေါမတ်စတူကန်တော့နှစ်ခုတည်းကဘယ်ဟာဖြစ်မလဲဘယ်ဟာမှမဟုတ်ဘူးဟုတ်ပါတယ်အဲ့တော့သူ့ရဲ့ပုံလေးကိုကြည့်လိုက်ရင်ဆရာမတို့ကကူပါတော့လည်းမဟုတ်တော့လို့ဒေါမတ်စတူကန်တော့လည်းမဟုတ်ဘူးအဲ့တော့ဆရာမတို့ကသူ့ကိုခွဲထုတ်ပေးရမယ်အဲ့တော့ခွဲထုတ်ဖို့အတွက်နည်းနည်းရှိတယ်ဆရာမကဒီလိုမျိုးလေးဖြတ်ထုတ်ပြီးတော့ဆွဲလို့လည်းရတယ်။နောက်တစ်နည်းကကျတော့ဒီအရှိကိုဒီလိုဖြတ်ထုတ်ပြီးတော့လည်းဆွဲလို့လည်းရတယ်။ကဲအဲ့တော့ပထမနမူနာအနေနဲ့ဆီယမကဒီဘေးကိုဖြတ်ထုတ်တဲ့နည်းလေးကိုအရင်ပြောပြမယ်ပေါ့နော်။အဲ့တော့ဒီဘေးကိုဖြတ်ထုတ်လိုက်ရင်ဒေါမတ်ကူပါလုံးဖြစ်လားဒေါမတ်စတူကန်လုံးဖြစ်လားဆိုတာမင်းတို့ကြည့်ကြည့်ပေါ့နော်။ကဲသူ့ရဲ့ဒီဘက်အနားလေးက9ဒီနားလေးက9စင်တီမီတာဆိုရင်ဒီနားလေးကလည်း9ပဲဒီနားလေးကလည်း9ပဲကဲအဲ့တော့ဒီအမြင့်လေးကလည်းဘယ်လောက်ပဲလဲဆိုတော့9အဲ့တော့ဒီကလည်း9ပဲဒါလည်း9ပဲကဲသူ့ရဲ့ဒီနားလေးကိုရှာကြည့်အောင်ဒီနားလေးကဘယ်လောက်လဲကြည့်ကြည့်အောင်ဒီကနေဒီထီက9စင်တီမီတာဆိုတော့ဆရာမတို့ရဲ့ဒီကနေဒီထီကဘယ်လောက်ပေးထားလဲ3စင်တီမီတာအဲ့တော့9ထဲက3နှုတ်ကြည့်လိုက်ရင်ဒီကနေဒီထီကဘယ်လောက်ဖြစ်မလဲဟုတ်ပါတယ်ဒီကနေဒီထီက4စင်တီမီတာပါအဲ့တော့သူ့ရဲ့ဒီပုံလေးရဲ့ဒီအနားလေးက4ဖြစ်ပါတယ်အဲ့တော့ဒီဘက်ကဒေါမတ်စတူကန်တုံးလေးရဲ့အနားလေးတွေရဲ့လျားလေးတွေရှာပြီးပြီဆိုတော့ဒီဘက်ဒေါမတ်စတူကန်တုံးလေးရဲ့အနားလေးတွေရဲ့လျားလေးတွေပြောကြည့်အောင်ဒီကနေဒီထိအနားလေးက9စင်တီမီတာအဲ့တော့ဒီသူ့ရဲ့အမြင့်ကလည်းဘယ်လောက်လဲဒီကနေတူတူပဲဘယ်လောက်လဲ9စင်တီမီတာအဲ့တော့သူ့ရဲ့ဒီအရှိအနားလေးပေါ့နော်အဲ့အရှိအနားလေးကိုကြည့်ကြည့်အောင်အဲ့အရှိအနားကိုပေးထားလားမပေးထားဘူးမပေးထားတော့ဆရာမကနောက်ကိုဆက်ကြည့်အောင်8စင်တီမီတာဒီအစကနေဒီဆုံးထိက8စင်တီမီတာဆိုတော့ဆရာမတို့သိတာကဒီကနေဒီထိကဘယ်လောက်လဲဆိုတော့9စင်တီမီတာအဲ့တော့ဆရာမတို့ဒီလိုနေတဲ့အလျားလေးကဘယ်လောက်ဖြစ်မလဲလိုနေတဲ့အနားလေးက3စင်တီမီတာပါဟုတ်ပါတယ်အဲ့တော့ဆရာမတို့ကပုံနှစ်ပုံရဲ့အနားတွေရှာပြီးပြီဆိုတော့ဆရာမတို့ကအဲ့ပုံနှစ်ပုံတစ်ခုချင်းစီခွဲထုတ်ပြီးတော့ဒီပုံလေးရဲ့ဒုတယ်ကိုရှာမယ်ပြီးရင်ဒီဘက်ပုံလေးရဲ့ဒုတယ်ကိုရှာမယ်ရှာပြီးရင်အဲ့နှစ်ခုကိုပြန်ပြီးတော့မလုပ်မလဲဆိုတော့ပေါင်းလိုက်ပါမယ်အဲ့တော့အဲ့နှစ်ခုရဲ့ဒုတယ်ကိုရှာပြီးပေါင်းလိုက်ပြီဆိုရင်ဒီပုံကြီးရဲ့ဒုတယ်ကိုရပါမယ်အဲ့တော့ဆရာမတို့ကြည့်ရအောင်အဲ့တော့ပထမပုံလေးကိုဆရာမဒီဘက်ကကူပါတုံးဒီဘက်ကဒေါမတ်စတူကန်တုံးလေးကိုဆရာမပုံကကြီးလို့ပေးလိုက်မယ်အဲ့တော့ဒီဘက်ကဒေါမတ်စတူကန်လုံးလေးကိုပုံခါခွေးလို့ပေးလိုက်မယ်အဲ့တော့ပုံကကြီးဤဒုတယ်အဲ့တော့ပုံကကြီးဆိုတာကကူပါလုံးလားဒေါမတ်စတူကန်လုံးလားကြည့်အောင်သူ့ရဲ့အနားလေးတွေက954ဆိုတော့ဆရာမတို့ကကူပါလုံးမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဆရာမတို့ကသူ့ရဲ့ပုံသင်နည်းဒေါမတ်စတူကန်လုံးရဲ့ပုံသင်နည်းကပါလေအလျားအမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ်